အားလုံးပဲမင်္ဂလာပါတချို့ဒီနေ့သွားပေးမှာကတော့ English writing မှာအရေးကြီးတဲ့ပုတ်ဖြတ်ပုတ်ရက်တွေပေါ့နော် punctuation အကြောင်းကိုသွားပေးပါမယ်အဲ့တော့ punctuation ကတချို့ဘာလို့အရေးကြီးလဲဆိုရင်အကယ်၍တချို့ full stop ပေါ့နော်ဒီတချို့တည့်ရဲ့အဆက်လေးပေါ့နော်အဲ့ full stop ကိုမထည့်လိုက်ဘူးဆိုရင်အဲ့ဝက်ကြကြီးကအလကားဖြစ်သွားပြီတချို့စာမိုးပွဲကြီးမှာဆိုလည်းအတိုင်းပဲတချို့ဒီအထက်တန်းစာမိုးပွဲဖြစ်ဖြစ်အလယ်တန်းစာမိုးပွဲဖြစ်ဖြစ်နောက်ပိုင်းဒီနိုင်ငံတကာစာမိုးပွဲအဖြစ်အပျက်ဖြစ်ဖြစ်အဲ့လိုမျိုးသူ့ရဲ့ပုတ်ဖြတ်ပုတ်ရက်လေးကိုတေချာမလုပ်တတ်ဘူးဆိုရင်ရေးထားတဲ့ဝက်ချက်ကအလက်ကားကြီးဖြစ်သွားတတ်တယ်ပြီးတော့အမှတ်လည်း short တတ်တယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ဒီ punctuation ကိုလေ့လာရမယ်အဲ့တော့ဒီကတော့ဒီအတန်းနေမှာတော့တိတ်ပြီးသိလေးမရှိဘူးဒါပေမဲ့ကိုယ့်အနေနဲ့တည်ထားရမယ်ဘယ် level ပဲဖြစ်ဖြစ်ပေါ့နော်တည်ထားရမယ်အခြေခံကြတဲ့အချက်တွေဖြစ်တယ်အဲ့တော့ punctuation ကျွန်တော်ဒီမှာသွားပေးမဲ့အရာလေးပေါ့နော် punctuation တွေကအများကြီးရှိတယ်အဲ့ထက်မှာကျွန်တော်ဒီအသုံးများတဲ့ punctuation ကိုတစ်ချက်သွားပေးမယ် number 1ကကျွန်တော် full stop လို့ခေါ်တဲ့အဆက်လေးပေါ့နော်ဝက်ကြရဲ့နောက်ဆုံးမှထည့်ပေးရယ်ဝက်ကြတကြားရဲ့နောက်ဆုံးမှထည့်ပေးရယ်အဆက်လေးအဲ့ဒါကို full stop လို့ခေါ်တယ်ဒါမှမဟုတ်ရင် period လို့ခေါ်တယ်အဲ့တော့သူရဲ့အဓိပ္ပာယ်ကတော့ရှင်းတယ်ဝက်ကြတစ်ကြောင်ရဲ့နောက်ဆုံးမှထည့်ပေးရမယ်အကယ်၍ကျွန်တော်ဝက်ကြတစ်ကြောင်ဆုံးလို့ full stop မထည့်ဘူးဆိုရင်အဲ့စာကြောင်ရဲ့အဓိပ္ပာယ်မဲ့တယ်အထက်တန်းအလယ်တန်းမူလာတန်းအဲ့ကလေးတွေဆိုရင်လည်းဆရာမအမှတ်မပေးဘူး full stop မထည့်တာဟုတ်ဆိုရင်ပြီးရင်ကျွန်တော်ဒီကျောင်းစာမိုးပွဲကြီးဖြည့်ရဲ့အခါမှာတက္ကသိုလ်ကြီးတက်ခါမှာလည်းကိုအမှတ်တွေရောက်နိုင်တယ်အဲ့တော့ full stop ကအရေးကြီးရဲ့တေချာမြင်တာအောင်အစလေးထည့်ပေးရမယ်ဒါမှဝက်ကြပြီးဆုံးတယ်ဆိုအဓိပ္ပာယ်တက်ရောက်မယ် so number 1 number 2ကကျတော့ကျွန်တော် number 1မှာတစ်ချက် example လေးတစ်ချက်သွားကြည့်မယ် I like English ကျွန်တော် English ကိုတဘောကြတယ် English စာတဘောကြတယ် she is a student သူမကကျောင်းသူတစ်ယောက်ဖြစ်တယ် Dr. Smith live here Dr. Smith ကဒီမှာနေတယ်အဲ့တော့ doctor ဆိုရဲ့ရှေ့သူ့ရဲ့နောက်မှာပေါ့နော် doctor ရဲ့နောက်မှာလည်းနာမည်ရဲ့အလယ်ကြားထဲမှာ full stop လေးထည့်ပေးရတယ်ဝါကြတွေရဲ့အဆုံးမှာလည်းထည့်တယ်ပြီးတော့ doctor ဘယ်သူပါဆိုလဲအဲ့ doctor ရဲ့နောက်ကမှာလည်း full stop လေးထည့်ပေးရအဲ့တစ်ချက်မှတ်ထားမယ်သူကတော့ twin jet ပေါ့နော်ကျန်မြန်လေးရှင်းသွားပြီမယ်သူကပါတာအများကြီးဆိုတော့လေ10ခုကျော်တာဆိုတော့အဲ့ဒါကြောင့်မလို့နောက်တစ်ခုက comma ကဒီအဆက်လေးအနေနဲ့သုံးပေးရအောက်ကိုဆွဲလိုက်တဲ့ဟာလေသူ့အဓိကသုံးတဲ့နေရာက4နေရာရှိရနံပါတ်1နေရာကကျတော့သူကစရင်းလေးတွေစုတဲ့အခါမှာသူကဒီ comma လေးသုံးပေးရ comma သုံးပေးရအဲ့တော့ကျွန်တော်3ခုရှိရဆိုရင်နောက်ဆုံးတစ်ခုရဲ့အရှိမ n ခံပေးရအဲ့တော့ apples comma banana comma orange ဆိုပြီးတွားယူလို့မရဘူးစရင်းလေးရှိရဆိုရင်5ခုရှိရဆိုရင်လည်းနောက်ဆုံးတစ်ခုရဲ့အရှိမ and ခံပေးရမယ်အဲ့တစ်ခုမှပေးရမယ်အရှိရဟာလေးကို comma လေးခံသွားရအောင်မယ်5ခုရှိရဆိုရင်ဒီမှာတစ်ခု comma တစ်ခု comma 4ခုမြောက်ဒီမှာ5ခုမြောက်ရရှိမှာ and လေးခံပေးမယ်နောက်တစ်ခုကကျတော့မိတ်ဆက်ပြီးရဲ့နောက်မှာပေါ့နော်ဟိုမှာအင်ပြန်ရောက်လာတဲ့အခါမှာ15မိနစ်နားပြီးရဲ့အခါအပြည့်မသွားခင်အဲ့လိုမျိုး introduction မိတ်ဆက်လေးရဲ့နောက်မှာလည်း comma ခံပေးရဲ့အဲ့ဒါမှဒီကျတော့ပြောတဲ့စကားအဖွင့်လို့သိမှာပေါ့နော် after school I go home ကျောင်းဆင်းတဲ့အခါမှာကျွန်တော်အိမ်ပြန်တယ် yes I understand ဟုတ်ကျွန်တော်နားလည်ပါတယ်ဟုတ်ကျွန်တော်နားလည်ပါတယ်တော့သူကဟုတ်ဆွဲနေမှာတခါရက်သွားတယ်ဟုတ်ကျွန်တော်နားလည်ပါတယ် between clause ဝါကျနှစ်ကြောင်းရဲ့အလယ်မှာလည်းသူကလုပ်ပြီးတယ်အဲ့တော့ဒီမှာ clause ကစာကြောင်းပေါ့နော် I was tired ကျွန်တော်ပင်ပန်းနေရယ် I finished my work ကျွန်တော်အလုပ်ပြီးသွားပြီအဲ့တော့ beauty batch နဲ့ဆက်ထားတယ်အဲ့သူရဲ့ဒီမှာလည်း comma လေးခံပြီးအဲ့တော့ဒီထားရမှာကရောဒီမှာဆိုရင်သူက I was tired ရဲ့နောက်မှာကက်ရက်ပေါ့နော်ဒီရဲ့နောက်မှာကက်ရက် comma ခံပြီးရ beauty batch အနေနဲ့သုံးပြီးရအနောက်က watch ဆက်ပြီးလိုက်တယ်အဲ့တော့ဒီမှားတတ်တဲ့အမှားရဘာလဲဆိုရင်ဒီလိုမျိုးရေးတတ်တာ comma ကိုဒီရဲ့နောက်မှာကတ်မလိုက်ပဲနဲ့သူတို့နှစ်ခုရဲ့အလယ်ကြားထဲမှာထည့်တာအဲ့ဒါရမှားတယ်အဲ့ဒါကမှားတယ်နော်မှားတယ်အဲ့တော့ဒီရဲ့နောက်မှာသူရဲ့ဆုံးသွားတဲ့ဟာရဲ့နောက်မှာတန်းကတ်လိုက်ရမယ်ဘတ်ရဲ့အရှိမ space တစ်ခုရှာမယ်အဲ့ဒါကရေးနည်းအမှန်ပြီးတော့နောက်တစ်ခုကကျွန်တော်မျက်တောင်အဖွင့်ပိတ်ပေါ့နော်မျက်တောင်အဖွင့်ပိတ်အဲ့ quotation ပေါ့နော်အဲ့ရဲ့ရှေ့မှာလည်း comma ခံပြီးရအဲ့တော့ she said comma space မျက်တောင်အဖွင့်ပိတ်အဲ့တော့ခုနလိုပဲမှားတတ်တာကဘာလဲဆိုရင်သူကအလဲမှာဒီလိုမျိုးတွားထားတယ်
ပြီးရင် I am ဆိုပြီးအဲ့လိုမျိုးရေးတတ်တယ်အဲ့ဒါရမှားတယ်အဲ့တော့သူကအလယ်မှာထားရတာမဟုတ်ဘူးပထမဒီစကားလုံးရဲ့အနောက်ကိုကတ်လိုက်ရိုက်ပေးရမှာလိုက်ပေးရမှာအဲ့တော့ကျွန်တော်ဒီက comma အနေနဲ့သုံးပြီးရဒါတော့ကိုတိထားရမယ့်ဟာတွေပေါ့နော် number 3 question mark အဲ့တော့ question mark ကဒီ question mark အနေနဲ့ပြောထားရပေါ့နော်အဓိကတော့မေကွန်းနေရနောက်ဆုံးမှာထည့်ပေးရ what is your name မင်းနာမည်ကဘာလဲ are you ready မင်းအဆင်သင့်ဖြစ်ပြီလား number 4 exclamation mark အဲ့တော့ဒီစောက်ထိုးလေးပေါ့နော်ဒီမှာဒီတုတ်ချောင်းလေးရဲ့အောက်ကဆက်လေးရဲ့အဲ့ဒါကကျွန်တော်ဘယ်လိုအနေနဲ့သုံးလဲဆိုရင်စိတ်ခံစားခြင်းပြင်းထန်တာမျိုးအဲ့လို strong feeling အနေနဲ့လန့်သွားတဲ့ဟာမျိုးတွေပျော်သွားတဲ့ဟာမျိုးတွေအဲ့ဒါစိတ်ခံစားချက်ပဲလေလန့်သွားတာတွေပျော်သွားတာတွေအဲ့လိုမျိုးစိတ်ခံစားချက်ပြင်းထန်တာမျိုးနောက်တစ်ခုကအမိန်ပေးတာ sit down ထိုင်စမ်းအမိန်ပေးတာ go away ကိုသွားစမ်းပြီး surprise and aura ဝါ and all သွားအဲ့တော့သူကဒီမှာမြင်းကြောက်လေးရဲ့အောက်ကအဆက်လေးရဲ့အနေနဲ့သုံးမိမယ် be careful တတိထားအောင်အဲ့ဒါကဒီ strong feeling အနေနဲ့တားလိုက်တာပေါ့နော်တတိထားအောင် that's amazing ဒါတကယ်မိုက်တာပဲ and all သွားတာအဲ့တော့ကျွန်တော်ဒီအနေနဲ့သုံးပြီးရအဲ့တော့ဒီဟာကကျွန်တော်ဒီ exclamation mark အနေနဲ့သုံးပြီးရ number 5 apostrophe အဲ့တော့သူကအပေါ်မှာပေါ့နော်ဒီတခွန်းအနေနဲ့သုံးပေးရပေါ့နော်သူရဲ့ပုံစံမျိုးကဘယ်လိုမျိုးနေနေတာသုံးလဲဆိုကျွန်တော်တို့ရဲ့အနေနဲ့သုံးပေးရဂျွန်းရဲ့စာအုပ်ကမလေးရဲ့လွယ်အိတ်ကျောင်းသားရဲ့အခန်းပြီးရင်တခြားတို့အတူကောက်တွေပေါ့ I apostrophe am I am don't D-O-N apostrophe T don't S-H-E apostrophe S she is အတူကောက်စကားလုံးတွေပြီးပြီဆိုရင်ကျွန်တော်တို့ဒီပိုင်ဆိုင်မှုတွေပေါ့နော်ဘဒုရဲ့စာအုပ်ဘဒုရဲ့ဘာအဲ့လိုမျိုးဆိုရင် apostrophe ကိုသုံးပြီးရ number 6 quotation mark မျက်တောင်အဖွင့်ပိတ်မြန်မာလိုဆိုမျက်တောင်အဖွင့်ပိတ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီစကားပြောခန်းနေမှာသုံးပြီးရဓာတ်ရိုက်စကားပြောတာကောင်မလေးကနေကိုဓာတ်ရိုက်စကားပြောတယ်ငါပင်မနေပြီပြီးရင်နောက်ကကျွန်တော်ဘယ်လိုမျိုးအနေနဲ့သုံးပြီးလဲဆိုရင်ဒီခေါင်းစဉ်တွေပေါ့နော်ဥမာစာအုပ်ရဲ့ခေါင်းစဉ်တွေတခြင်းရဲ့ခေါင်းစဉ်တွေပြီးရင်အလုပ်တွေရဲ့ခေါင်းစဉ်အလုပ်နာမည်တွေအဲ့လိုမျိုးသူခေါင်းစဉ်တွေရဲ့နာမည်တွေရဲ့မှာဆိုရင်လည်းသူကဒီကွင်းစကွင်း sorry မျက်တောင်အဖွင့်ပိတ်လို့ကျွန်တော်သုံးပေးရအဲ့တော့ quotation mark ကိုသုံးပေးရမျက်တောင်အဖွင့်ပိတ် 7 colon လို့ဖတ်ကြတာပေါ့နော်ဒါပေမဲ့သူ colon အနေနဲ့ဖတ်ပေးရသူကအဆက်လေးနှစ်ဆက်ပေါ့နော်အဲ့အဆက်နှစ်ဆက်ကဘယ်လိုမျိုးအနေနဲ့သုံးပေးလဲဆိုရင်ကျွန်တော်ဒီမှာတိတ်ပြီးတော့မတွေ့ရတတ်ဘူးเนาะဒါပေမဲ့တိထားတင်တဲ့ဟာလေးပေါ့နော် colon ကဘယ်လိုမျိုးအနေနဲ့သုံးပေးလဲဆိုရင်သူကဒီစရင်းတွေမတိုင်ခင်ပေါ့ပြန်ရှင်းပြတာရှင်းချင်းပြောရမယ်ဆိုအလယ်နည်းပြောရမယ်ဆိုပြန်ရှင်းပြတာအဲ့တော့ကျွန်တော်sorry bring this item ဒီပစ္စည်းကိုယူလာပေးပါဘာပစ္စည်းလဲအဲ့ပစ္စည်းကိုပြန်ပြီးတော့ရှင်းပြပေးရအဲ့ဟာဒီအဲ့မှာပေါ့နော်ကျွန်တော်ဒီ list အနေနဲ့သုံးပေးရဒီမှာ pens ဘောပင်တွေစာရွက်တွေစာအုပ်တွေခုနပြောသလိုပဲအရှိဆုံးရဲ့အရှိမှာ n ပေါ့နော်၃ခုပါတယ် comma n he has one goal success သူ့မှာညီမချက်တစ်ခုပဲရှိရယ်အဲ့ညီမချက်ကဘာလဲဆိုအောင်မြင်ဖို့ပြန်ရှင်းပြတာအဲ့တော့သူကပြန်ရှင်းပြတဲ့အနေနဲ့သုံးပေးရယ်ဘာလဲပေါ့နော်အဲ့လိုအနေနဲ့သုံးပေးရယ်ပြီးတော့စည်ရင်းစရာတွေပြီးဒါမှမဟုတ်ရင်ဘာပြောချင်တာလဲပေါ့ colon ကိုသုံးပေးရယ် semicolon ကကျတော့သူကအဆက်လေးရယ်ဒီအောက်ကဒီလိုမျိုးလေးပေါ့နော်အဲ့ပုံစံလေးနဲ့သုံးပေးအဓိကတော့သူကဒီဟာလည်းသိပြီးမတွေ့ရတတ်ဘူးအဓိကကသူကရှုပ်ရှက်ခတ်နေတဲ့စည်ရင်းတွေကိုသူကခွဲပေးတာခုန colon ကကျတော့ဒီစည်ရင်းတွေကိုခွဲပေးရယ်သူကကျတော့ရိုးစည်ရင်းတွေပေါ့နော်အဲ့ဒါခွဲပေးရ semicolon ကကျတော့သူကရှုပ်နေတဲ့စည်ရင်းတွေကိုခွဲပေးတာပို့ပြီးတော့နားလည်ရခက်တယ်ပေါ့နော်ဥပမာဆိုရင်ဒီမှာပေါ့နော် Paris ကပြင်သစ်ကရှိတဲ့နိုင်ငံတစ်ခုပေါ့နော်ပြင်သစ်မှာရှိတဲ့နိုင်ငံParis နိုင်ငံအဲ့တော့ Paris မြို့ပေါ့နော် sorry ပြင်သစ်နိုင်ငံမှာရှိတဲ့ Paris မြို့အဲ့တော့ဒီချိုးကအကယ်၍ဒီမှာဒီထားမှာကဥပမာဒီမှာပေါ့နော် Paris France Rome ဆိုပြီးအကုန်လုံးကိုတွဲလိုက်တယ်ဆိုရင်ချိုးရှုပ်တွေခတ်သွားမှာတကူချင်းစီဖြစ်သွားမှာပေါ့နော် comma ရဲ့အဓိပ္ပာယ်ကတကူချင်းစီဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ပြင်သစ်ကတက်သူ့ရဲ့မြို့ Paris ကတက်ကြီးဖြစ်သွားမှာအဲ့လိုမျိုးဆိုအဓိပ္ပာယ်မရှိဘူးအ
တိတ်မရှိရဆိုပြင်သစ်နဲ့ Paris နဲ့ကအတူတူပဲသူမျိုးတွေမှာရှိရဖြစ်တဲ့ကျတော့ဒီမှာဒီ semicolon ကိုသုံးပေးလိုက်မယ်မြင်သာအောင်ပြောရမယ်ဆိုရင်တစ်ချက်မြင်သာအောင်ပြောမယ်နော်အနည်းဆက်ဆုံးထိုင်းနဲ့တစ်ချက်သွားကြည့်မယ်ဥပမာဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်ပေါ့နော်ရန်ကုန်မြန်မာပြီး semicolon Bangkok Thailand အဲ့လိုပုံစံမျိုးသွားတာကျတော့ပြီးရင်ထပ်လိုက်ချင်တယ်ဆိုရင် Paris France အဲ့ပုံစံနေနဲ့သွားပေးရအဲ့အနေနဲ့သွားပြီးရဲ့အဲ့ဒါမှကျတော့ဒီစာဖတ်တဲ့ကမှာအော်ဒီရန်ကုန်နဲ့မြန်မာနဲ့တွဲနေရပါလားဘန်ကောက်နဲ့ထိုင်လန်နဲ့တွဲနေရပါလားဆိုတာရှင်းသွားတယ်အဲ့တော့သူရှုပ်နေရဲ့စရင်းတွေကိုသူကခွဲပြီးရဲ့ semicolon ကပြီးပြီးဆိုရင်ကျတော့ဒီစာကြောင်းနှစ်ကြောင်းပေါ့နော်ဝါကျနှစ်ကြောင်းဆက်ဆက်ပြီးရဲ့ I was late ကျွန်တော်နောက်ကျတယ် the bus broke down bus ကားကပျက်စီးနေလို့ပြောချင်တာ bus ကားတစ်ခုခုဖြစ်သွားလို့ကျွန်တော်နောက်ကျတယ်အဲ့တော့ဒီမှာကကျွန်တော် because နဲ့သူကမဆက်တော့ဘူးဒီမှာ semicolon အနေနဲ့ဆက်ပြီး I was late ဆိုတာလေပြည့်စုံတဲ့ဝါကျ complete sentence ပဲ the bus broke down ကလည်းပြည့်စုံတဲ့ဝါကျ complete sentence ပဲအမှန်အောင်မှသူကဒီဟာလေးနဲ့ဆက်ပြီးလိုက်တာအဲ့ဒီကတော့တိတ်မတုံးတာပူကောင်းနေပေါ့နော်ဘာလို့ဆိုတော့သူကရှုပ်တယ်အဲ့ကြောင့်ဒီဟာကတိတ်မတုံးနဲ့ဒီဟာကတော့တွေ့ရဆိုရင်ကိုအကယ်စာဖတ်တဲ့သူကရှုပ်သွားမှဆိုရင်လည်းဆိုတော့ဒီပုံစံလေးသုံးပြလို့ရတယ်အဲ့တိတ်ပြီးတော့သုံးထားရှိဟာတွေမဟုတ်ဘူးကိုမကျွမ်းကျင်မှုဆိုရင်မသုံးတာပိုကောင်းတယ်ဘာလို့ဆိုတော့သုံးလိုက်မှမှားတာတွေဖြစ်သွားမှဆိုလို့ဒါက semicolon number 9 dash dash ကကျတော့ဒီမှာအရှည်ရှိတယ်အရှည်ဆိုရင် undash လို့ခေါ်တယ်အတူဆိုရင် undash အဓိကတော့သူကဒီအချက်လက်တွေထပ်ပြီးတော့ထည့်ပေးရအဲ့ဒီ meaning တွေသူ့ရဲ့ရှိနေတဲ့စကားလုံးတွေကိုအချက်လက်တွေထပ်ပြီးတော့ထည့်ပေးရဒါမှမဟုတ်ရင်စကားဖြတ်ပြောလိုက်တာအဲ့တော့ number 1မှာဆိုရင် my brother who live abroad is visiting ကျွန်တော်ရဲ့အကိုအဲ့အကိုရဲ့ထပ်ပြီးတော့သတင်းချက်လက်တဲ့ထပ်ထည့်မယ်ဆိုရင်ဘလို့အကိုလဲဆိုရင်နိုင်ငံခြားမှာနေနေရဲ့အကိုအခုလာလဲနေပြီ I was about to leave then she called ကျွန်တော်ထွက်သွားဖို့လုပ်နေရဲ့အဲ့မှာပဲသူမကျွန်တော်ခေါ်ခဲ့တယ်အဲ့အချိန်မှာထွက်သွားဖို့လုပ်နေတဲ့အချိန်မှာရုတ်တရက်ဂျားဝင်နောက်ဆက်ခံလိုက်ရတာပေါ့နော်အဆက်ပြတ်သွားတာပေါ့နော်ထွက်သွားဖို့လုပ်နေတဲ့အစီအစဉ်ကဘာလို့လဲဆိုတော့ကောင်မလေးကသူ့ခေါ်လိုက်လို့ပြီးတော့ကျတော့ dash အတူပေါ့နော် and dash ကကျတော့လို့9 to 5 job တို့ page 10 to 20တို့2020 2024တို့အဲ့လိုမျိုးအလဲချားထဲမှာဆိုရင်သူက and dash ကိုတုံးပေးတယ်အဲ့တော့ဒီဟာကတော့တိတ်ပြီးမတုံဘူးဒီ dash ကလည်းဒါပေမဲ့တိထားရမယ်နောက်တစ်ခုက hyphen ကကျတော့အတူလေးအဓိကကသူကစကားလုံးတစ်ခုကိုဆက်ဆက်ပေးရစကားလုံးနှလုံးကိုဆက်ဆက်ပေးရ dash အတူလေးပေါ့နော် dash တက်ပို့တူတယ်သူက hyphen လို့ခေါ်တယ်အဲ့ဒါကဒီ adjective တွေမှာတွေ့ရတတ်တယ် well known ဆိုရင် well နဲ့ကောင်းသော known ဆိုရင်သိသော well known ကိုတွဲပေးလိုက်တယ် well known ရဲ့အဓိပ္ပာယ်ကလူသိများသောအောင်မြင်သော famous ဖြစ်တယ်လို့ပြောချင်တာလူသိများတယ် priority part ကအပိုင်း time time ကအချိန်အပိုင်းအချိန်ကိုသူကတွဲသုံးလိုက်တော့ part time အချိန်ပိုင်းလို့ဖြစ်သွားတယ် 5-year old ကိုတွဲလိုက်တော့ကျတော့9နှစ်ကလေးဆိုဖြစ်သွားတယ်အဲ့တော့သူကဒီစကားလုံးတွေကိုပေါင်းတဲ့အခါမှာသုံးပြီးရပြီးရင်သူက adjective တွေနဲ့ဖြစ်လာတယ်အဲ့လိုမျိုးပေါင်းလိုက်တဲ့အခါမှာအဲ့တော့ဒီဟာကကျတော့ hyphen အနေနဲ့သုံးပြီးရအတွေ့အရမ်းများတယ်အမှသူကတော့အတူလေးအနေနဲ့သုံးပြီးရသူတို့ကြားထဲမှာဟာနေရဟာမရှိဘူးလားကျတော့လေWELL-KNOWN အဲ့လည်းမှာ space ဂျားတွေမချားနေဘူးသူရနော်အမှကျတော့ဒီမှာစတိုက်ရေးပေးထားတယ်အဲ့ဒါကိုပြောချင်တာအဲ့ဒါတတိထားရမယ်ကျတော့11မှာဆိုရင်ကျတော့ဒီကွင်းစာကွင်းပေးပဲနော်အဲ့ကွင်းစာကွင်းပေးကကျတော့ဒီညီမစာရေးတယ်ဆိုရင်လည်းသူကဒီအချက်လက်ထပ်ထည့်ပေးရအချက်လက်ထပ်ထည့်ပေးရနောက်တစ်ခုကရှင်းလင်းစေချင်တာရှင်းလင်းစေချင်တဲ့အခါမှာဆိုကျတော့ဒီကွင်းစာကွင်းပေးလေးကိုထည့်ပေးရအဲ့တော့ဒီမှာဆိုရင် she moved to Paris in 2022သူမက Paris ကို2022မှာပြောင်းသွားခဲ့တယ်2022ဆိုတာထည့်စရာမလိုဘူးဒါပေမဲ့ဒီထပ်ပြီးတော့ information သတင်းချက်လက်တစ်ခုအနေနဲ့ထပ်ထည့်ပေးရThe test which was hard ended early ခက်ခဲခဲ့တဲ့ test တစ်ခုစာမေးပွဲတစ်ခုကမြန်မြန်လေးပြီးသွားတယ်စာမေးပွဲမှာဘယ်လိုမျိုးစာမေးပွဲလဲဆိုရင်သူကပြန်ပြီးတော့ရှင်းပြချင်တာခက်ခဲတဲ့စာမေးပွဲတစ်ခုလွယ်တဲ့ဟာမဟုတ်ဘူး
အဲ့တော့ကွင်းဆောင်ကွန်မေကအဲ့အနေနဲ့တချို့သုံးပေးရဲနောက်တစ်ခုကကျတော့ဒီမှာပေါ့နော်ဒီ asset 3 set ပေါ့နော် asset 3 set ကကျတော့ဒီစာရိုက်တဲ့ခါမှာလည်းအတိုင်းပဲကွယ်စာရိုက်တဲ့ခါမှာ asset 3 set လေးလိုက်တယ်ဆိုရင်ကျတော့အဲ့ဒီတယောက်ကတွေးနေတာဒါမှမဟုတ်ပြောစရာလည်းမရှိတော့တာအဲ့လိုမျိုးပြီးတော့ကိုတုံဆိုင်ဖြစ်နေတာပေါ့အဲ့ဒီအနေနဲ့သုံးပေးရဲ well အဲ့မှာနည်းနည်းစဉ်းစားနေ I'm not sure သိမသိကြဘူး he said he was tired သူပင်မနေလို့ပြောတာပဲနော်ဘာလဲဆိုတော့မသိကြတော့နောက်ကအဲ့လိုမျိုးအဲ့ကဒီကျတော့informal writing ပေါ့နော်တကယ်ကြီးချင်းစာပို့တာအဲ့အနေနဲ့ပို့သုံးတယ်ဒီ asset 3 set ကအဲ့တော့ကျတော့ဒီဟာပါပဲသူအသုံးများတဲ့ဟာကလေအဲ့တော့12ခုကိုတည်ထားရပြီအကုန်လုံးကို writing မှာသုံးစရာမလိုဘူးအသုံးများတဲ့ဟာတွေကိုမှတ်မှန်နဲ့သုံးတတ်ဖို့ပဲအရေးကြီးတယ်အဲ့တော့ punctuation ကအများကြီးရှိတယ်ဒါပေမဲ့ဒီ12ခုတည်ထားရင်ရပြီအဲ့တော့ဒီ lecture file လေးကို Telegram မှာတင်ထားပေးမယ်နားမလည်ရရှိရင်ချုပ်လာမေးလို့ရတယ်ဒီမှာတော့ဒီဗီဒီယိုအကြားကြီးရယ်ဆိုရင်ကွယ်ညင်းညူလာရယ်ကွယ်ကိုလည်းပင်မန်းလာတယ်အဲ့တော့ကျမြင်မြန်ဆက်ဆက်နဲ့10မိနစ်နဲ့15မိနစ်ကြာမှရှယ်ဗီဒီယိုလေးလုပ်ထားပေးခဲ့အဲ့တော့အကုန်လုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျနောက်ထပ်ဗီဒီယိုလည်းတင်ထားပေးမှာဆိုတော့ YouTube မှာလည်းတစ်ချက်စောင့်ကြည့်ပေးပါအောင်ဆိုတော့အဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်ဘိုင်ဘိုင်ပါ